ဒီနေ့မှာတော့တကယ်ကိုရွှေလိုမျိုးအဖိုးတန်တဲ့စကားတချို့ကိုပြောပြမှာဖြစ်တယ်တကယ်ကိုရွှေအတိုင်းဒီလူရဲ့စိတ်ဓာတ်ကရွှေကပတ်စံပေးဝယ်လို့ရတယ်ဒီလူရဲ့စိတ်ဓာတ်ကဝယ်လို့မရဘူးဒီလောက်လှတဲ့စိတ်ဓာတ်ကိုသူရေးထားတာဘယ်လောက်လှလဲဆိုတော့ကြည့်လိုက်ကြစို့ Let's get started I don't want to be a star in the sky I don't want to be a star in the sky I want to be carried in the deck စာကြောင်းတာပဲတကယ်ကိုလှတဲ့စာကြောင်းဒီစာကြောင်းကဟုတ်လားအရန်ရိုးရှင်းနေအရန်လှတယ်အဲ့ဒါဒီစာကြောင်းကိုကြောတဲ့ပုံပြီးနေစားဆရာကြီးတွေဆရာမကြီးတွေခေပညာတတ်တွေဟုတ်လားတကယ်ပညာရှိအတိုင်းဝိုင်းကလူတွေတော်တော်များများဒီစာသားကိုသဘောပေါက်နားလည်ကြပါလေဒါပေမဲ့ဒီထဲကစာသားရဲ့ပြောခြင်းနဲ့အနှစ်သာရကိုကျွန်တော်စကားလုံးတွေကိုဖော်ပြလို့မတတ်ဘူးဒါပေမဲ့ကျွန်တော်ဉာဏ်မီသလောက်ဒါကို sharing လုပ်ပေးရမယ်ဆိုတော့သူကဘာလို့ဒီမောထိုးပြနေရလဲဆိုတော့ I don't want to be a star in the sky ကျွန်တော်ကောင်းရင်ကခြေတော်ဝင်မဖြစ်ချင်ဘူးတဲ့ကောင်းကင်မှာလူတိုင်းမြင်နေရတဲ့ကောင်းကင်ကမြင်နေရတဲ့ခြေအဲ့လိုခြေတော်ဝင်သူမဖြစ်ချင်ဘူး I want to be candid in the deck အမောင်တွေကလူမသိသူမသိပျောက်ကွယ်သွားမယ်တော့ဖျောင်းနေတဲ့ပွင့်ဖြစ်ချင်ဖျောင်းနေတဲ့ချောင်းစာကြောင်းရတိကျပြမယ်ဆိုတော့ I want to be a candid in the deck အမောင်တွေကဖျောင်းနိုင်မယ်သူဖြစ်ချင်တယ်ဖျောင်းနေရဲ့အဓိပ္ပာယ်ကအချိန်တန်ရင်မိစားကုန်ပြီးတော့အားလုံးဖျောင်းဆက်တွေကုန်သွားပြီးတော့သူကပျောက်ကွယ်သွားမှာဒါနဲ့သူကပျောက်ကွယ်သွားတာမှန်မှန်ပျောက်ကွယ်မသွားခင်အတော်တည်းမှာသူကရသမျှအလင်းကိုသူကနောက်ဆုံးအချိန်လေးသူအလင်းကိုပေးသွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဟုတ်လားလူတွေမြင်ပြီးဟာဟိုမှာအရန်ကိုဘယ်လိုကြော်ကြားတဲ့ကျဲတပွင့်ကြော်ကြားတဲ့လူတွေမြင်နေရတဲ့ကျဲတပွင့်သူကမဖြစ်ချင်ဘူးအမောင်ထဲမှာလူမသိသူမသိပျောက်ကွယ်သွားပြီမယ်တကယ်ကိုအမောင်ကိုအလင်းခွင့်ပေးတယ်ဖျောင်းနိုင်မယ်သူဖြစ်ချင်တယ်ဟုတ်လားဒီဟာကိုဖိုင်းတဲ့ကျွန်တော်တို့ရဲ့အုံတော်ထဲမှာအများကြီးဒါအလင်းရောင်နေရငါဟာလူဘဝမှာဘယ်လိုလူမျိုးဖြစ်ချင်တာလဲငါကလူတွေကအားလုံးလေးစားလူတယောက်ဖြစ်ချင်ပြီးပဲငါကဗာလဲဘယ်လိုမျိုးကြော်ကြားခြင်းတဲ့လူဖြစ်နေတာဒါမှမဟုတ်ငါမကြော်ကြားပဲနဲ့လူမသိသူမသိလူတွေကိုအကျိုးပြုလူဖြစ်ချင်တာလားဆိုတဲ့ပတ်သက်ပြီးဒီထဲမှာတိုက်တယ်လို့စဉ်းစားလို့ရတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်ဒီညံမြင်လူတွေပို့ပြီးနားနဲ့သဘောပေါက်ကြပါလိမ့်မယ်ကျွန်တော်နောက်ထပ်ဒီထက်ပိုကောင်းတဲ့ floor တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် I love you all see you in my next video bye bye have a nice day